အားလုံးပဲမင်္ဂလာပါမနက်ဖြန်မှာဆိုရင်ကျွန်တော်တို့ဒီဂျပန်ရန်ဈေးနဲ့ပတ်သက်ပြီးတော့ဗောနော်အလောက်ခက်ကလေးတွေဖြစ်လာနိုင်တဲ့သတင်းတွေရှိတယ်ဗောနော်ကျွန်တော်တို့ဒီနေ့ညဂျပန်အချိန်3နာရီဗောနော်ကျွန်တော်တို့အမေရိကန်မှာဆိုရင်တော့ညနေ2နာရီမှာဗောနော်အမေရိကန်ဗဟိုဘဏ်ကနေအတိုးနှုန်းတွေ short ချမချဆိုတဲ့သတင်းထွက်ဖို့ရှိတယ်လွန်ခဲ့တဲ့2လဝန်းကျင်လောက်ကကျွန်တော်တို့ဒီ FED ကနေပြောဗောနော်အတိုးနှုန်းတွေ short ချပေးခဲ့တယ်ဗောနော်အတိုးနှုန်းတွေ short ချတယ် 0.25% နဲ့အဲ့လောက် short ချခဲ့တယ်ဗောနော်အဲ့ဒီချိန်တုန်းကအများမျှော်မှန်းထားတဲ့ 0.5 လောက်ထိမရောက်ခဲ့တဲ့အတွက်ဈေးကွက်ကတအားကြီးအလောက်ခက်ကြီးတော့ဖြစ်မသွားခဲ့ပေမဲ့ဒီနေ့မှာဗောနော်ကျွန်တော်တို့ဂျပန်အချိန်3နာရီလောက်မှာအမေရိကန်ဗဟိုဘဏ်ကနေပြီးတော့ထပ်ပြီးတော့ short ချမချဆိုတဲ့ဆုံးဖြတ်ချက်ထွက်ဖို့ရှိတယ်ပေါ့နော်ဒီသတင်းနဲ့ပတ်သက်ပြီးတော့အများခံမှန်းထားတာက90%ကျော်လောက်ကဒီဗဟိုဘဏ်ကနေအတိုးနှုန်းပေါ့နော်ထပ်ပြီးတော့ short ချဖို့90%လောက်ပေးကြတယ်ဆိုပြီးတော့ခံမှန်းထားကြတယ်ပေါ့နော်တကယ်လို့မှအတိုးနှုန်း short ချရင်ဘာတွေဖြစ်လာနိုင်လဲပေါ့နော်တစ်ဖက်မှာဘာတွေဖြစ်လာနိုင်လဲဆိုရင်အတိုးနှုန်း short ချလိုက်တာနဲ့အမေရိကန်ဒေါ်လာ USD ရဲ့တန်ဖိုးတွေရောကျပြီးတော့တခြားတစ်ဖက်မှာတော့တခြား currency တွေဖြစ်တဲ့ကျွန်တော်တို့ဂျပန်မလေးရှားထိုင်းဒီတခြားနိုင်ငံတွေပေါ့နော်အမေရိကရဲ့အပြင်ဘက်ကတခြားနိုင်ငံတွေရဲ့ငွေကြေးတွေကမာလာနိုင်တယ်ပေါ့နော် USD တန်ဖိုးကျရင်တခြား currency တန်ဖိုးတက်မယ်ပေါ့နော်အဲ့လိုပဲကျွန်တော်တို့ဂျပန်မှာဆိုရင်လည်းဂျပန်ယန်တန်ဖိုးတွေတက်လာနိုင်တယ်ဒီနေ့မှာဆိုရင်ကျွန်တော်တို့ဂျပန်မှာဒေါ်လာကို152ယန်ဝန်းကျင်ရှိရပေါ့နော်တကယ်လို့မှဒီ rate cut ကအတိုးနှုန်း short ချပေးခဲ့မယ်ဆိုရင်တန်ဖိုးတွေမာလာနိုင်တာဘယ်လောက်ထိမာလာနိုင်လဲဆိုရင်သူများခံမှန်းတာပေါ့နော်ကျွန်တော်သတင်းတွေထဲမှာတွေ့ရသလောက်ဆိုရင်တရန်ကို150ဝန်းကျင်ဒါမှမဟုတ်149ဝန်းကျင်လောက်ထိမာလာနိုင်တယ်ဆိုပြီးတော့သတင်းတွေထဲမှာတွေ့ရတယ်အဲ့လောက်ထိမာလာရင်ကျွန်တော်မြန်မာနိုင်ငံငွေလွှဲရင်ဘယ်လောက်ရမလဲပေါ့နော်ဒီနေ့ကျွန်တော်တို့ဒေါ်လာကို152ယန်ဝန်းကျင်ရှိနေတဲ့အချိန်မှာကျွန်တော်တို့မြန်မာနိုင်ငံငွေလွှဲတဲ့အချိန်မှာ SBI မှာဆိုရင်တရန်ကို26.9ထင်တယ်အဲ့လောက်ဝန်းကျင်ပေါက်တယ်ဗောနော်နောက်နေ့မှာဗောနော်ဒီ rate cut ကshort ချပေးခဲ့တယ်ဆိုရင်ဂျပန်ယန်တန်ဖိုးတွေမာလာခဲ့ရင်ဗောနော်မာလာခဲ့ရင်150လောက်ထိပြန်ပြီးတော့မာလာမယ်ဆိုရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံငွေလွှဲတဲ့အချိန်မှာတရန်ကို29ပလောက်ဝန်းကျင်ထိပြန်ပြီးတော့တက်လာနိုင်တယ်ဗောနော်ဒါကတော့သတင်းတစ်ခုဗောနော်ဒီသတင်းမှာပဲဗောနော်နှစ်မျိုးရှိတာကဒီအတိုးနှုန်းကချော့ချမချဆိုတာမသိရသေးဘူးတကယ်လို့မှချော့ချခဲ့ရင်ဆိုတာကိုကျွန်တော်အခုပြောတာပေါ့တကယ်လို့မှချော့မချခဲ့ရင်တော့ဒါနဲ့ပြောင်းမြန်ပေါ့နော်ပြောင်းမြန်ကျွန်တော်တို့ရန်တန်မိုးတွေပို့ပြီးတော့ကျလာနိုင်တယ်ဒီနေ့တရန်ကိုဒေါ်လာကို152ဆိုရင်တကယ်လို့မှချော့မချခဲ့ဘူးဆိုရင်ဒီ153 155ဝန်းကျင်စီပို့ပြီးတော့ကျသွားနိုင်ခြေရှိတယ်တကယ်လို့မှအဲ့လိုကျသွားခဲ့ရင်တော့ကျွန်တော်မြန်မာနိုင်ငံငွေလွှဲတဲ့အချိန်မှာတရန်ကို26ဒါမှမဟုတ်25ပလက်ဝန်းကျင်တွေဖြစ်သွားနိုင်တဲ့အခြေအနေလည်းရှိတယ်နောက်ထပ်သတင်းတစ်ခုအနေနဲ့ကတော့ကျွန်တော်တို့30ရက်နေ့မှာပေါ့နော်30ရက်နေ့မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ကျွန်တော်တရုတ်သမ္မတဒီကိုရီးယားမှာဒီသူတို့ကုန်သွယ်ရေးဆိုင်ရာသဘောတူညီချက်တွေအတွက်ပေါ့နော်သူတို့တွေ့ဆုံဆွေးနွေးပွဲရှိတယ်ဆိုပြီးတော့သိရတယ်ဒီတွေ့ဆုံဆွေးနွေးပွဲအဖြေကလည်းကျွန်တော်တို့ဒီကမ္ဘာလုံးမှာရှိတဲ့ဒီဈေးကွက်တွေပေါ့ပြောင်းလဲအရိုက်ခတ်တွေကြီးမားမားဖြစ်လာနိုင်တယ်ပေါ့နော်တကယ်လို့မှဒီတွေ့ဆုံမှုကနေကျွန်တော်တို့ဒီသဘောတူညီချက်ကောင်းကောင်းမွန်မွန်ရခဲ့တယ်ဆိုရင်အဲ့ဒီနေရာမှာလည်းကျွန်တော်တို့သတင်းတွေပေါ်မှာမူတည်ပြီးတော့လည်းကျွန်တော်တို့ရန်တန်မှုတွေဒါမှမဟုတ်ဒီတခြားထိုင်းမလေးရှားဒီတခြားရဲ့ currency မှန်သမျှလည်းတန်ဖိုးအတက်အကျတွေဖြစ်လာနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီသတင်းတွေလည်းတစ်ချက်ကျွန်တော်တို့စောင့်ကြည့်ဖို့လိုတယ်ဒါကြောင့်မလို့မနေ့ကမှာတော့ဒီသတင်းအကြီးနှစ်ခုထွက်ဖို့ရှိတယ်ပေါ့နော်ဒီသတင်းတွေကဒါကျွန်တော်တို့ရန်ဈေးတွေဒီတခြားငွေဈေးတွေအတက်ဖက်ကိုဥတီမယ်ဆိုရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံငွေလွှဲတဲ့အချိန်မှာပတ်သက်တွေပိုရနိုင်တယ်ကျွန်တော်တို့အခုချိန်မှာမြန်မာနိုင်ငံဘက်ကဒေါ်လာဈေးကတော့4000နဲ့မှ100ဝန်းကျင်မှာငြိမ်နေတယ်4000နဲ့မှ4050ဝန်းကျင်ထင်တယ်ဈေးဝန်းကျင်မှာပဲငြိမ်နေသေးရပေါ့နော်ဒါကြီးအပြောင်းလဲအလှုပ်ခတ်မရှိဘူးဒါကြောင့်မလို့မြန်မာနိုင်ငံဘက်ကဒေါ်လာဈေးအခြေအနေကိုတော့ဒီနေရာမှာကျွန်တော်ထည့်ပြီးတော့မပြောတော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒါကြီးအပြောင်းလဲတိတ်မရှိဘူးဘာလို့လဲဆိုတော့ဒီတခြားဟာတွေပုံမူတည်ပြီးတော့လည်းဈေးမပြောင်းနိုင်ဘူးလေဘာလို့လဲဆိုတော့ဒီကျွန်တော်တို့ဒီဈေးကကျွန်တော် black market ဈေးတစ်ခုဈေးတန်းပေါ်မှာပဲရှိနေတာဖြစ်တဲ့အတွက်ပေါ့နော်အဲ့ဟာတွေကအတားကြီးတော့အပြောင်းလဲမဖြစ်ဘူးထင်တယ်ပေါ့နော်ဒါကြောင့်မလို့မနက်ဖြန်မှာအားလုံးပဲတစ်ချက်စောင့်ကြည့်ကြပါအားလုံးကိုကျေးဇူးတင်ပါတယ်